Hello guys, welcome from my channel. ကဲဒီနေ့ကတော့ကျွန်တော်မှာထားတဲ့ DJI mini လေးရောက်လာတဲ့အတွက် unboxing လုပ်မှာဖြစ်ပါတယ်။ဒီ DJI mini လေးကကျွန်တော် DJI Taiwan website ကနေပြီးတော့မှာထားတာပါ။ physical store တွေမှာလည်းတွားကြည့်ခဲ့ပေမဲ့လောလောဆယ်မှာဒီ DJI mini ကအရန်ကို popular ဖြစ်နေတာကြောင့်install မရှိရများတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော် online ကပဲမှာလိုက်တာပါ။ဒီနေ့ကတော့ unboxing တီးတယ်ပဲဖြစ်ပြီးတော့မိတ်ဆွေတို့စိတ်ဝင်စားရဲဆိုရင် full review လေးလုပ်ပေးသွားဖို့ရှိရကြ။ကိုယ့်မှာတစ်ချက်လောက်ပြောခဲ့ပါဦး။ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်။ကဲ My Mini လေးကတော့ထွက်လာပါပြီ။ DJI My Mini မှာက champion အဖြစ်မျိုးစား3မျိုးရှိတယ်။ combo မျိုးစားနဲ့ receiver ပါတဲ့အမျိုးအစားပြီးတော့ receiver မပါတဲ့အမျိုးအစားဆိုပြီးပြောလို့ရတယ်။ဒါကတော့ combo မျိုးစားအားသွင်းတဲ့ charging box ပါမယ်။ mic နှစ်ခုပါမယ်။ဒီကောင်ကတော့ lightning port ထပ်ပေါင်းထားတဲ့ combo ပေါ့နော် perfect combo ဒါက receiver ပါတဲ့မျိုးစား charging box မပါဘူး mic တစ်ခုပဲပါမယ်သူ့ကိုလည်း lightning port တစ်ခုထပ်ပေါင်းရတယ်နောက်ဆုံးတစ်ခုက receiver မပါတဲ့အမျိုးစား charging box လည်းမပါဘူး receiver လည်းမပါဘူး mic တစ်ခုပဲပါမယ်သူကအဖြူနဲ့2ရောင်ရကျွန်တော်ဝယ်လိုက်တာကတော့ဒုတိယမျိုးစားဖြစ်တဲ့ receiver ပါတဲ့အမျိုးစားပေါ့နော်အဲ့ဒါကိုမှကျွန်တော်မှာ iPhone 11 Pro ရှိရတဲ့အတွက်တွဲပြီးသုံးနေတာကြောင့် Lightning port လေးတစ်ခုပါထပ်ဝယ်လိုက်ပါတယ်ဒါလေးကတော့ Lightning port box လေးပါဒီကောင်လေးကို receiver မှာထိုးပြီးတော့ဖုန်းနဲ့တွဲသုံးရမှာဖြစ်ပါတယ်ဒီကောင်လေးက Taiwan dollar 450ပေးရတယ်ပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်ဝယ်လိုက်တဲ့ receiver ပါတဲ့အမျိုးအစား DJI My Mini လေးပါသူကတော့ Taiwan dollar 2240ပေးရပါတယ်ဘယ်နာဖွင့်ရမလဲဆိုပြီးတော့နည်းနည်းတွန့်နေရပေါ့နော်ကဲဒီ sticker လေးကိုအရင်ခွာလိုက်ပါမယ်โอเคခွာလို့ရတဲ့နေရာတော့တွေ့သွားပါပြီbox ထဲကထွက်လာတာကတော့ DJI My Mini အိတ်ကလေးရယ်ပြီးတော့ user menu ရယ်ပေါ့နော်ကဲအကောင်တော့ဘေးမှာချထားလိုက်မယ်ဒါလေးကတော့ user menu ရဲ့အိတ်လေးပေါ့နော်အိတ်လေးထဲမှာတော့သူက user menu book လေးပါမယ်ဒီကောင်လေးက user menu ရဲ့ book နှစ်ခုပေါ့နော်နောက်တစ်ခုကDJI sticker အထုပ်လေးပါတယ်။ဒါလည်း menu ရ blah 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 ပေါ့နော်။ကဲအဲ့ဒီကိုဖွင့်ကြည့်လိုက်အောင်။ design ကတော်တော်မိုက်တယ်ဗျ။
အဲ့အသားကလည်းတော်တော်လေး quality ကောင်းတယ် style လေးလည်းမိုက်တယ် design လေးကထားကြရပေါ့နော်သူ DJI logo လေးပါတယ်ဇစ်လေးနဲ့ဒါတော့အထဲမှာပါတဲ့ပစ္စည်းတွေပေါ့နော်ကဲပထမဆုံးဖွင့်မှာကတော့ mic ပေါ့နော် transmitter လို့လည်းခေါ်တယ်သူ့ရဲ့ logo လေးနဲ့ဒီနောက်မှာ the magnet လည်းပါတယ် clip လည်းပါတယ် magnet မှာလည်းသူက logo လေးနဲ့ DJI logo လေးနဲ့ကျွန်တော် t-shirt တို့ဘာလို့မှာဝတ်ထားတဲ့အင်ကြီးမှာကပ်ပြီးသုံးလို့ရတယ်ဒါလေးကတော့ကျိုးမှာသူက2မျိုးပါတယ်တစ်ခုက the Japan ကျိုးနောက်တစ်ခုက Type C to USB A ပေါ့နော် Type C မှာ2ခေါင်းပါတယ်ဒီကောင်လေးကအားသွင်းဖို့နော်ဒါကတော့ windshield လို့ခေါ်တယ်ကျွန်တော်တို့ outdoor မှာသုံးမယ်ဆိုလို့ရှိရင်ဒီအတန် quality ကောင်းအောင်ဒါလေးတက်ပြီးသုံးရတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ဒီ noise cancellation လည်းပိုကောင်းတယ်အတန် quality လည်းပိုကောင်းတယ်ဒါလေးကတော့ USB-C port သူ့ကို receiver မှာထိုးပြီးတော့ဖုန်းနဲ့တွဲသုံးရမှာဖြစ်ပါတယ်ဒီကောင်လေးကဒီ mic တို့ charging port ဒါလေးနဲ့အသွင်းအောင်ဒီ mic mini လေးကိုဖြုတ်ဒီ charging port မှာတင်ပြီးရင်ခုနပါလာတဲ့ USB-C to A ကျိုးလေးနဲ့အသွင်းလို့ရပြီကဲနောက်တစ်ခုက receiver ဒီကောင်ကိုခုန lightning port ကို USB-C port ကိုထိုးပြီးတော့ဖုန်းနဲ့တွဲသုံးလို့ရတယ်ဒီကလစ်လေးကကျတော့ကင်မရာမှာချိတ်ဖို့ပေါ့နော်ကင်မရာမှာချိတ်ချက်ပင်နဲ့ထိုးချက်ပင်ကျိုးနဲ့ထိုးပြီးတော့လည်းသုံးလို့ရတယ်ဒါလေးကပေါ်ချိတ်တဲ့နေရာသူ့မှာလည်း DJI logo လေးပါတယ်အဲ့တော့အခုဆိုရင်ပစ္စည်းကစုံသွားပြီပေါ့နော်စုပေါင်း12မျိုးပါတယ်အဲ့တော့သူ့ရဲ့အိတ်ထဲမှာကသူကအကန့်လေးတက်ရက်ပါတယ်အဲ့တော့ပါတဲ့ပစ္စည်းတွေအကုန်လုံးကိုအထဲမှာတကန့်စီတိချာထည့်ပြီးတော့သိမ်းလို့ရတယ်တော်တော်လေးအဆင်ပြေကဲဒါကတော့ကျွန်တော်ဝယ်ထားတဲ့ DJI mic mini mic လေးရဲ့ unboxing လေးပါဆုံးထိကြည့်ပြီးမိတ်ဆွေအားလုံးကျေးဇူးပါ thank you guys see you in the next video peace